မလင်းနေကူမှာအလုံး9ရက်ပိတ်တယ်နဲ့ဂျဖိုးမှနေလာပြီးတော့တကယ်ချင်းတယောက်ခေါ်ပြီးတော့ KA ဘက်ကိုလဲတော့ဖြစ်တယ်။ဒီနေရာမှာလဲဆိုတော့ KA မှာလဲနာမည်ကြီးနေတဲ့နေရာမျိုးပေါ့နော်။အဲ့ဒါတော့တူကိတ်ပဲဖြစ်ပါတယ်။ဟိုချင်းမှာဒီလိုမျိုးစိုက်တီရှိရပေါ့နော်။လဲအလားပုံလေးထိုးပြီးတဲ့စိုက်ရှိတယ်အဲ့ဒီဟာကိုသူများတွေထိုးတာနဲ့ကြီးတာမြင်နိုင်လို့ဝီထိုးလိုက်တယ်။တစ်ဖက်ကိုစငါကြရီကစ်စငါကြပြီးတော့ထိုးရပါတော့။ဒါကပြီးသေးတဲ့ပုံပါပြီးသေးဘူးနော်ဒါထိုးဒါထိုးလို့ပြီးသွားတဲ့ပုံကတစ်ဖက်ပဲထိုးလိုက်တယ်အများကြီးမထိုးတော့ဘူးထိုးပြီးတာနဲ့80သွားလိုက်တယ်ပထမဆုံးတစ်ခေါက်ရောက်တော့ပေါ့နော်တစ်ခါမှလည်းမရောက်ဘူးကိုပထမဆုံးတစ်ခေါက်ရောက်တဲ့အတွက်အမတရားလေးဖြစ်အောင်လို့ဗီဒီယိုလေးတွေဟိုရိုက်ဒီရိုက်နဲ့ရိုက်လိုက်တယ်အထက်မှာရှိတဲ့ဟာတွေကိုသူတို့ပုံလေးနဲ့တူပြထားပေးရအောင်နော်။အဲ့မှာပုံလေးနဲ့တူပြထားပေးတဲ့တရိစာတွေရှိမယ်၊ပြတ်တိုက်တွေရှိမယ်။အမျိုးမျိုးပေါ့နော်။မျိုးမျိုးရှိမယ်။အဲ့ဒါတွေကိုအထက်မှာဝီကြည့်ဖို့ ringgit 30ပြီးပြီးတော့ဝီကြည့်ရပါတော့နော်။အဲ့ဒါကို ringgit 30ပြီးပြီးတော့ဝီလိုက်တယ်။ဝီကြည့်မှာပဲကျက်လေးပေးရလားကိုရှိမှစီလေးနေရပါတော့အဲ့နေရာဆိုတော့သူတို့ပုံမှန်ပြထားတဲ့အတိုင်းပဲအကပြစားရရှိတယ်အဲ့ဒါဆိုတော့ကြည့်လိုက်တာမရှိသေးဘူးပေါ့နော်ပြစီလိုက်လို့ရှိမှာပေါ့အဲ့တော့ရှင်းဆက်သွားပြီးတော့ဗီဒီယိုအဝေးကနေလက်ကြည့်တဲ့ view လေးပေါ့နော်အရာကိုလာတယ်အဲ့တော့နီကတော့ကြည့်ဖို့ရှင်းဆက်သွားလိုက်တယ်အဲ့ဒီအထဲမှာရိုးစနာပုံမှာပြထားတဲ့အတိုင်းပေါ့နော်ပြတ်တိုက်ရရှိတယ်ပြတ်တိုက်တွေကိုတက်ကြည့်ဖို့အထဲကိုဝေးလိုက်တယ်ရှိုးရနော်ကိုကြည့်မှာပဲမြင်ရတဲ့အတိုင်းပဲပေါ့နော်အမျိုးမျိုးရှိတယ်ပြတ်တိုက်အမျိုးမျိုးပုံစံအမျိုးမျိုးရှိတယ်ဒါတော့အစားပိုက်ရရှိသေးရနော်ရှင်းမှသွားကြည့်ဖို့ရှေ့ဆက်ပြီးတော့တွားလိုက်တယ်ရှင်းမှလည်းအများကြီးပဲရှိရပါတော့သူနဲ့သူပဲအများကြီးပဲရှိတယ်အထက်မှာဘလို့လဲဆိုတော့စိတ်ပြီးတော့အေးတယ်ပေါ့နော်ဒီကြတော့ခစားချက်တစ်မျိုးလေးဖြစ်တယ်ပေါ့နော်ခစားချက်အသေးလေးရစေတယ်တော်တော်မှကောင်းတယ်ပေါ့နော်တော်တော်ကိုလည်းလာတယ်သူတို့ဆွဲရတဲ့ပြတ်တန်ရုပ်ထုတွေပေါ့နော်နေရာကနေတစ်ခုနဲ့တစ်ခုလာတယ်ပေါ့နော်ဟိုအရှိမှလည်းရှိသေးရပေါ့နော်ဒါပေမဲ့လည်းတော့ကြည့်တော့ဘာဖြစ်လို့လဲဆိုတော့အခြေတွေမလောက်မှဆိုလို့ဆိုပြီးတော့နောက်ပြန်ပြီးတော့လဲလိုက်တယ်အဲ့ဒီအချိန်မှာသူတို့ခေါ်တယ်ပေါ့နော်အရှိမရှိတဲ့လက်ကြည့်ပါအဲ့လိုမျိုးတော့ခေါ်တယ်ဒါပေမဲ့လည်းဇက်မတော်တော့ဘူးတခြားနေရာမှာလက်ကြည့်ရအောင်ဖြစ်တဲ့အတွက်အဲ့နေရာအဲ့ဒီပြတ်တိုက်ကိုအဲ့ဒီနေရာမှာပဲရပ်ပြီးတော့နောက်ပြန်လဲလိုက်တယ်ဆွမ်းဝေလာတဲ့အပေါင်းမှာပဲပြတ်ထွက်လိုက်တယ်ပြတ်ထွက်ပြီးတော့တခြားနေရာကိုသွားကြည့်မယ်ပြေရောက်တော့ဒီလိုရှုပ်ပြေးနေရတယ်ပေါ့နော်။အောင်းမှာကျတော့ငါးကန်လေးရှိတယ်ငါးကန်လေးကိုတက်ကြည့်ဖို့အောက်စီလိုက်တယ်။ငါးကန်မှာငါးတွေကိုအစာကျွေးလို့ရတယ်။ဒါပေမဲ့လည်းမကျွေးတော့ပါဘူး။မတရားလေးပြောင်းလို့ဗီဒီယိုလေးနဲ့ရိုက်တယ်။ရှင်းမမြင်တဲ့ရှုပ်ပြေးလေးကတော့တော်တော်လာတယ်။ဗီဒီယိုရိုက်ရင်းနဲ့ YouTube ကိုတက်လာတော့အော်နေမြင်နေရတော့မနေနိုင်လို့အောက်ကနေအပေါ်ကိုတက်ကြည့်ဖို့တပြစ်တက်လိုက်တယ်အ
အနားရောက်တော့အရာကမှအေးပြီးတော့လာတယ်အနားရောက်တော့ဘာညာနဲ့ဗီဒီယိုလေးတွေရိုက်တယ်အပေါ်နဲ့အောင်ဆင်းလာတော့ဆွမ်းစေပုံပေါ့နော်ကြာစားလေးတွေပြပြားတယ်ပြကားတယ်တကိုင်းနဲ့ခဏတစ်ဖြုတ်ထိုက်ကြည့်လိုက်တယ်ဒါနောက်တစ်ပုတ်ပေါ့နော်နောက်တစ်ပုတ်ဘလူကားတယ်တော်တော်မှလာတယ်ကြည့်ပြီးတော့နဲ့ရှေ့ဆက်သွားလိုက်တယ်ရှေ့ဆက်သွားနေရင်းနဲ့နိုင်ငံခြားသားနှစ်ယောက်မြောက်စာကျွေးတော်မြည်တော့ဗီဒီယိုလေးရိုက်တယ်ရိုက်တော့ရှေ့ဆက်သွားလိုက်တယ်တော်တော်ပူတယ်သို့ပေမဲ့လည်းလူတွေကတော့တော်တော်များတယ်ရောက်များတယ်ပြီးတော့ဟိုအပေါ်မှာတက်တယ်ပေါ့နော်ဒီမှာလက်ထေးတွေအများကြီးပဲဒါပေမဲ့လက်တစ်ခါမှမရောက်ဘူးတော့တစ်ခါရောက်တယ်နဲ့အစုပ်ကြီးတက်မယ်နေခဲတော့ငါတက်ရတဲ့ရမလားရှိတယ်သူတို့ခဲလောက်လို့တက်တဲ့အစုပ်ထီတော့မရောက်သေးဘူးတဝဲတော့ရောက်နေပြီဒီနေရာကတော့အစုပ်ထီတော့ရောက်ပြီနော်တော်တော်လေးမောတယ်ခုအရှိမလိုက်ကူလေးရှိရဲ့အဲ့ဒီလိုက်ကူလေးကိုတွက်ကြည့်ဖို့ရှေ့ဆက်ပြီးတော့တွက်လိုက်တယ်လူကတော်တော်များတယ်တော်တော်လေးတိုးရရပေါ့နော်ဆွမ်းအတူတူတဲလာတဲ့တကယ်ကြီးကနောက်မလိုက်တော့ဘူးပေါ့နော်သူကတော်တော်မောနေလို့အရှိမထိုင်ဆောက်တယ်အရှိလေးရောက်တော့ဗီဒီယိုလေးရိုက်တယ်ဗီဒီယိုအတူအဆက်လေးရိုက်ပြီးတော့အရှိမဆက်သွားလို့ရတယ်မသွားတော့ဘူးနောက်မှတကယ်ကြီးကစောင်းနေလို့နောက်ပြန်လဲလာလိုက်တယ်ဆင်းရပြီးရနဲ့အောက်ပြန်စီးလိုက်တယ်တကယ်ကြီးနဲ့တယောက်ကတော့ဟိုအောက်မှာစောင်းနေတယ်ဒီမှာတရားဗီဒီယိုလေးကိုဒီမှာပဲဆောက်ထားလိုက်မယ်